ကိုညာအတွက်ပြောင်းရွှေ့ခြင်းဖြင့်ကနအူးပေါင်12.5 တန်းကြံငွေကို9နှစ်အရေးကြားနဲ့ပေးချေဖို့ဦးကိုညှိနှိုင်းသွားမယ်မန်ယူပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာကောင်းထက် iMac ခွန်ရှိကိုကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်မန်ယူအသင်းကတော့ဝုတ်တိုင်းစင်မမာတီယာကိုညာကိုခေါ်ယူနိုင်ဖို့တေချာသလောက်ရှိသွားခဲ့ပြီလို့ဆိုရမှာပါကိုညာကိုလန်အောင်ကန်လန်ကြတဲ့အသင်းတွေအထဲမှာစပါနယူကာဆယ်နဲ့ဖော်ရက်တို့ကချိန်ဆုံးကနေပါဝင်နေပါတယ်ဖော်ရက်နဲ့နယူကာဆယ်တို့ဆိုရင်လာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တောင်မှအခြေအနေလေးတော်တော်ကောင်းနေကြပါတယ်ဒါပေမဲ့ကိုညာကအဆိုပါအသင်းတွေစီကကမ်းလှမ်းမှုတွေကိုညှင်းပယ်ထားခဲ့ပါတယ်။သူ့အတွက်ချန်ပီယံလိကစားရသည်ဖြစ်စေမကစားရသည်ဖြစ်စေရေးမကြီးပဲသူစေအားထက်သန်မှုရှိတဲ့အသင်းမှာပဲကစားသွားဖို့ဆုံးဖြတ်ထားကြောင်းကိုညာကအဆိုပါအသင်းတွေကိုအကြောင်းပြန်ခဲ့ပါတယ်။မဲရော်အသင်းကလည်းကိုညာနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ထားခဲ့ရမှာနှစ်ဦးနှစ်ဖက်အဆင်ပြေသွားခဲ့ပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်ကိုညာနဲ့မဲရော်ရဲ့ဇာတ်လန်းကဖြစ်မြောက်လူနေပါအနေထားမျိုးမှာရှိနေပါတယ်။ဒါပေမဲ့အပြောင်းရွှေ့ဈေးကမဖွင့်လှစ်သေးတာကြောင့်လာမယ့်နေရာဒီမှာဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့အတိအကျမသိနိုင်ပါဘူး။ကစားမပြောင်းရွှေ့ကိစ္စတွေဆိုတာကလည်းသူမလိုပဲမာယာများပါတယ်။ဒါကြောင့်ကိုညာရဲ့အပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်လို့ရည်ရည်ပြတ်တော့ပြောလို့တော့မရနိုင်သေးပဲတကယ်ဖြစ်လာမယ့်အချိန်ကိုစောင့်ကြည့်သွားကြရဖို့ပဲရှိပါတယ်။ဘာလို့လဲဆိုတော့ရှေ့မှာဒါမျိုးတွေတကယ်ဖြစ်ခဲ့မှုတဲ့တက်တွေရှိဘူးလို့ပါပဲ။လွန်ခဲ့တဲ့တနေ့အပြောင်းရွှေ့ကာလတုန်းကလီဗာပူးအသင်းဟာ Brighton ကွင်းလယ်လူကန်စီလိုကိုခေါ်ယူဖို့အတွက် Brighton နဲ့သဘောတူညီမှုရရှိထားခဲ့ပြီးပါပြီ။ကစားသမားတွေစကားပြောပြီးတာနဲ့ဆေးစစ်လက်စားတက်တာဆက်လုပ်ပြီးဇလန်းကပြတ်ပါပြီ။ဒါပေမဲ့အဲ့လိုအခြေအနေမှာပဲ Chelsea ကလီဗာပူးထက်ပေါင်9 တန်းပို့ပေးပြီးကန်စီလိုကိုဖျက်ခုတ်သွားခဲ့ပါတယ်။ဒါကြောင့်ကိုညာရဲ့ကိစ္စမှာလည်းမန်ယူနဲ့ကိုညာတို့စာချုပ်မှာလက်မှတ်ရေးထိုးပြီးပြီဆိုတဲ့သတင်းမျိုးဓာတ်ပုံမျိုးတွေ့ရမှာတော့ကျွန်တော်ကတော့ယုံကြည်ပါမယ်။လက်ရှိချိန်မှာတော့ကိုညာရဲ့ပြောင်းရွှေ့ခြင်းကိုဘယ်လိုပေးချေသွားမလဲဆိုတာနဲ့ပတ်သက်ပြီးမန်ယူနဲ့ဦးအကြားမှာဆက်လက်ဆွေးနွေးသွားတော့မယ့်အခန်းကဏ္ဍကိုရောက်ရှိလာခဲ့ပါပြီ။ကိုညာရဲ့စာချုပ်ဖြတ်သိမ်းခြင်းကပေါင်62.5 တန်းမှာဒီပြောင်းရွှေ့ခြင်းပမာဏကိုမန်ယူဘက်ကတခါတည်းလုံးကနေပုံပြီးတော့မပေးနိုင်ပါဘူး။ဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့ပြောင်းရွှေ့ဈေးကွက်တစ်ခုမှာနီးပြတွေအတွက်ကစားမခေါ်ယူမှုတွေပြုလုပ်ပေးရမှာလက်လွန်သွားခဲ့ရတာကြောင့်လာမယ့်နေရာဒီမှာအသုံးပြုမဲ့အပြောင်းရွှေ့အသုံးစရိတ်တွေကပေါင်89 တန်းလောက်အထိယူငင်သုံးဆွဲထားပြီးပြီလို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဒါကြောင့်ကိုညာကိုခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့မန်ယူအသင်းကပြောင်းရွှေ့ခြင်းကိုကနဦးဈေးဥဖောက်အနေနဲ့ပေါင်12.5 တန်းလောက်ပေးချေနိုင်မှာဖြစ်ပြီးကျန်းမွေတွေကိုတော့စာချုပ်တန်တန်း9နှစ်အတွင်းတနည်းချင်းစီအရေးကြားနဲ့ပေးချေသွားဖို့မန်ယူအသင်းကဝုကိုညှိနှိုင်းချနေတာဖြစ်ပါတယ်။ပရီးမီးယားလိရဲ့လက်ရှိမွေးပေးချေမှုစည်းကမ်းမှာလည်းဒီအချက်နဲ့ပတ်သက်ပြီးထောက်ခံထားတာရှိပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရဆိုရင်မန်ယူအသင်းဟာကစားမပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်လို့တခြားသောကလပ်အသင်းတွေစီပေးချေရအောင်မဲ့အကျွေးကပေါင်တန်း300အထိတောင်ရှိနေတယ်လို့သိရပါတယ်။အင်မိုရင်ကတော့တင်မဲ့အပတ်မှစစ်ထဲလိုက်လာတယ်လို့မျိုးဂျင်းနဲ့ကြက်ထဲမှာလောက်ရခံရကိုအတော်လေးခက်ခဲနေပါပြီ။ဒါပေမဲ့အင်မိုရင်ကတော့သူ့ရဲ့အနာဂတ်အစီအစဉ်ထဲမှာမပါဝင်တော့တဲ့ကစားသမားတွေကိုလာမယ့်ຫນွေမှာမရရအောင်ရောင်းထုတ်ပြီးတော့မွေးရှာပေးဖို့ Redcliffe တို့ကိုတင်ပြတောင်းဆိုထားခဲ့ပါတယ်။အဆိုပါကစားသမားတွေကတော့ Casemiro, Garnacho, Rashford, Sancho, Anthony Martial တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကစားသမားတွေအားလုံးကိုရောင်းချနိုင်တဲ့ဆိုရင်တော့မန်ယူအသင်းကအင်မိုရင်လိုချင်တဲ့ quality ကစားသမား2ယောက်ထက်ပိုပြီးမရနိုင်ပါဘူး။ဒါကြောင့်မန်ယူအသင်းကကိုညာအတွက်ပေးချေဖို့ရည်ရွယ်ထားတဲ့ကနဦးပေါင်12.5 တန်းကျန်ငွေကို9နှစ်အတွင်းအရေးကျဆိုတဲ့ပုံစံမျိုးကိုအသင်းဘက်ကသဘောတူလက်ခံပေးနိုင်ပါမလားဆိုတဲ့အပေါ်မှာကိုညာရဲ့အပြောင်းရွှေ့ကပဲမူတည်နေတော့တယ်လို့ဆိုရမှာဖြစ်ကြောင်းပါအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာဘောလုံးချစ်သူညီကိုများအချိန်ကုန်မခံမဲ့ဖုန်းတစ်လုံးအင်တာနက်လိုင်းရှိုံနဲ့တောင်းထက်ဘောလုံးအေဂျင်စီမှာလွယ်ကူစွာနဲ့ဘောလုံးစားလို့ရတယ်နော်နေ့စဉ်လီပေါင်းစုံဘောလုံးပွဲပေါင်းစုံကိုတနေရာထဲမှာစောင့်စားနိုင်ပြီး iMac ခွန်ရှိကိုမှာဆိုရင် body mount တာမကဘောလုံးပွဲတစ်ပွဲကိုရှူတောင်ပေါင်းစုံကနေစားနိုင်အောင်မှာဖြစ်ပါလိမ့်အကောင့်သစ်10ခိုင်နှုန်းယူနစ်ဖြစ်9ခိုင်နှုန်းပေးတဲ့ပြင် agent တက်တန်4နှစ်ကြာပြီးတော့နာမည်ပြမရှိယုံကြည်စိတ်ချတာကြောင့် Counter Facebook ကောင်းကနေဖြစ်စေဖုန်းနဲ့ Viber 39 9 9 2 3996 9439ကနေဖြစ်စေဆက်သွယ်နိုင်ပါလိမ့်ဗျာ